ကဲကျွန်တော်တို့ဒီမြက်ခင်းလေးကတော့ဒါမြက်ပင်အရှိတာ30 medium quality ပေါ့နော်လက်ရှိကျွန်တော်တို့လူအကြိုက်အများဆုံးပေါ့နော်လူကြိုက်အများဆုံး quality လေးဖြစ်ပါတယ်ဘာလို့လူကြိုက်များလဲဆိုရင် तू ကသုံးရတဲ့ budget နဲ့ပေါ့နော်လုံးဝအဆင်ပြေတဲ့ quality မျိုးစားလေးဖြစ်ပါတယ်မြက်ပင်ကလည်း तू ကဒီမှာမထူမပါလေးပေါ့နော်မထူမပါလေးအယောင်ကတော့ဒီမှာလူတိုင်းကြိုက်တဲ့အယောင်လေးကာလာအနုနေရင်းနဲ့ဖောက်ထားတာပေါ့နော်လုံးဝစက်ကြားရောင်လေးကိုမှလုံးဝလှတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာနောက်ကပကင်သားလုံးဝမပါဘူးနော်လုံးဝအထူအောက်မှာသူကဒီမှာကျွန်တော်တို့ပိုက်ကွန်တစ်ထပ်ပါတယ်အဲ့ပေါ်မှာကျွန်တော်တို့ခေါ်ထပ်လောင်းထားရပေါ့နော်လုံးဝတော့3ထပ်ပေါ့နော်လုံးဝဆိုအင်ဒိုအော်တို2မျိုးလုံးသုံးလို့ရတယ်သူကအင်ဒါဆိုရကျွန်တော်အင်ဒိုခင်းလို့ရတယ်ပြီးအောက်တိုတွေလည်းရေစင်းပေါက်လေးတွေပါတယ်ခင်ဗျပြီးတော့မြက်ပင်မထူမပါလေးလုံးဝအဆင်ပြေတဲ့ quality ရောင်လေးဖြစ်တယ်ခင်ဗျဒီကောင်ကဈေးနှုန်းကကျွန်တော်တို့အနံ6ပေခွဲအလဲ82ပေတစ်လိပ်ကို73သိန်းတပေကို1,900ဖြစ်ပါတယ်ခင်ဗျ